တစုံတစ်ယောက်ကအခန်းထဲကိုဝင်လာခဲ့ပြီးကစ်စလင်ဟာသူ့ကိုလာတွေ့တဲ့ညီမလေးအီလဲနာကိုမြင်ပြီးအကြီးအကျယ်ထိတ်လန့်သွားခဲ့တယ်။ဘာလို့ဆိုင်မှုမှမရှိပဲကစ်စလင်ဟာရှေ့ကိုပြေးသွားပြီးညီမလေးအီလဲနာကိုနှွေးထွေးစွာဖတ်လိုက်တယ်။ဘလင်ဒါနဲ့အီလဲနာနှစ်ယောက်စလုံးဟာကစ်စလင်ရဲ့ဒီလိုရုပ်တရက်လုပ်ရဲ့ကြောင့်အံ့အားသင့်ပြီးစိုက်ကြည့်နေခဲ့ကြတယ်။အီလဲနာဟာသူမအကိုရဲ့ပုံမှန်မဟုတ်တဲ့တန်ရောစင်ပြသမှုကြောင့်လန့်သွားပြီးသူဘာလုပ်နေတာလဲလို့ဓာတ်ရိုက်မိခဲ့တယ်။ကစ်စလင်ကသူညီမလေးကိုလွမ်းလို့ပါလို့ပြောခဲ့ပေမဲ့အီလဲနာကသူ့ကိုချက်ချင်းပဲတွန်းလွှတ်လိုက်တယ်။အကိုရဲ့အပြုအမူကယွန်စရာကောင်းအောင်ထူးဆန်းနေတယ်လို့အီလဲနာကပြောလိုက်တဲ့အတွက်ကစ်စလင်ပို့ပြီးတော့တောင်အံ့ဩသွားခဲ့ရတယ်။ကစ်စလင်ဟာသူ့ညီမလေးဒီလောက်တောင်အားတန်မယ်လို့တခါမှမတွေးမိခဲ့တဲ့အတွက်သူမရဲ့ကိုယ်လက်အင်အားကိုမြင်ပြီးအံ့အားသင့်သွားခဲ့တယ်။အီလဲနာဟာသူမရဲ့အင်ဂျီတွေကိုဖုံခါရင်းဘလင်ဒါကလာခဲ့ဖို့တောင်းဆိုလို့သာလာလေတာဖြစ်ကြောင်းရှင်းပြခဲ့တယ်။သူမကအကိုဖြစ်သူကိုဘာကစားပွဲစော့နေတာလဲလို့စစ်မေးခဲ့ပြီးဒီလိုလုပ်ယုံတဲ့အရာအလုံးပြေလည်သွားမယ်လို့ထင်နေတာလားလို့မေးခွန်းထုတ်ခဲ့တယ်။ကစ်စလင်ဟာသူမရဲ့စကားတွေကြောင့်လုံးဝဇဝေဇဝါဖြစ်သွားပြီးမင်းပါတွေကိုပြောနေတာလဲလို့ပြန်မေးခဲ့တယ်။အီလဲနာကကစ်စလင်ကိုသူ့ရဲ့အတိတ်ကစိုးသောတဲ့အပြုအမူတွေနဲ့အရင်ကနာကျင်စရာအမှတ်တရတွေကိုပြန်သတိပေးခဲ့တယ်။အီလဲနာကနားကြီးလို့သူ့နားကထွက်သွားဖို့ကစ်စလင်အရင်ကပြောခဲ့ဘူးတာကိုပြန်ပြောပြခဲ့တယ်။ဒါအပြင်အီလဲနာရဲ့အသက်ရှူတန်ကိုကယွန်စရာကောင်းတယ်လို့သူပြောခဲ့တာကိုလည်းသူမကပြန်တွေးပြခဲ့တယ်။ဒါကိုကြားလိုက်ရတဲ့အခါကစ်စလင်ဟာသူ့ရဲ့အတိတ်ဘဝကလုပ်ရက်တွေအတွက်အကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။သူဟာအတိတ်ဘဝတုန်းကအီလဲနာနဲ့ရင်းရင်းနှီးနှီးမရှိခဲ့ပဲတကယ်ကိုစိုးရတဲ့အကိုတယောက်ဖြစ်ခဲ့ဘူးလေဆိုတာကိုကိုဝန်ခံခဲ့တယ်။ကြီးမားတဲ့အပြစ်ရှိစိတ်တွေလွှမ်းမိုးလာတာကြောင့်ကစ်စလင်ဟာသူ့ရဲ့အတိတ်ကလုပ်ရက်တွေအတွက်ညီမဖြစ်သူကိုစစ်မှန်တဲ့စိတ်နဲ့တောင်းပန်ခဲ့တယ်။ဘလင်ဒါဟာသူမရဲ့သခင်ကတပားသူကိုအရင်ဦးအောင်တောင်းပန်တာမျိုးတစ်ခါမှမမြင်ဘူးတာကြောင့်လုံးဝဆုံးသွားခဲ့ရတယ်။အီလဲနာကတော့တန်တရားမပြေသေးပဲအကိုဖြစ်သူကိုခေါင်းတစ်ခုခုနဲ့စောင့်မိလာတာလားလို့မေးခဲ့တယ်။ပြီးခဲ့တဲ့တိုက်ခိုက်မှုတုန်းကဘလူးတစ်ကောင်ကသူ့ကိုရိုက်နှိပ်လိုက်တယ်ဆိုတဲ့ကောလာဟာလာကြားမိကြောင်းသူမကထည့်ပြောခဲ့တယ်။ကစ်စလင်ဟာစိတ်နှောက်ယှက်ဖြစ်သွားပြီးဘလင်ဒါရောအီလဲနာပါအဲ့ဒီတိုက်ခိုက်မှုအကြောင်းကိုပဲဘာလို့ခဏခဏပြောနေကြတာလဲလို့တွေးမိတယ်။ဘီလူးတွေကိုအမှန်တကယ်နှိမ်နှင်းခဲ့တာသူကိုယ်တိုင်ဖြစ်တယ်လို့သူကပြန်လဲပြင်ဆင်ပြီးအခိုင်အမာပြောခဲ့တယ်။ကစ်စလင်အဲ့ဒီစကားကိုပြောပြီးတာနဲ့ချက်ချင်းပဲဆူရှားတဲ့နာကျင်မှုတစ်ခုကသူ့ခန္ဓာကိုယ်ကိုဖျက်ဆီးသွားပြီးရုတ်တရက်လဲကျသွားခဲ့တယ်။အီလဲနာကတော့လှောင်ပြုံးလေးနဲ့သူ့ရဲ့အားနည်းချက်ကိုကြည့်ပြီးစနှောက်ခဲ့တယ်။သူဟာဘီလူးတွေနဲ့တိုက်ခိုက်ပြီးနောက်တတိလစ်ပြီးပြန်ရောက်လာတာပဲမဟုတ်လားလို့သူမကကဲ့ရဲ့ခဲ့တယ်။ဘလင်ဒါနဲ့အီလဲနာနှစ်ယောက်စလုံးဟာကျမ်းပြင်ပေါ်မှာတုံတုံရင်ရင်ဖြစ်နေတဲ့သူ့ရဲ့ပုံစံကိုကြည့်ပြီးရေမောခဲ့ကြတယ်။ကစ်စလင်ဟာသူတို့ရဲ့ရေမောတန်ကြောင့်အောက်ခဲ့ရပေမဲ့ရင်ထဲမှာတော့သူတို့နှစ်ယောက်လုံးသူမှတ်မိတဲ့အတိုင်းပျော်ပျော်ရွှင်ရွှင်ရှိနေတာကိုမြင်ရလို့ဝမ်းသာနေခဲ့တယ်။သူ့ရဲ့အတိတ်ကိုပြန်သုံးသပ်ရင်းကစ်စလင်ဟာအတိတ်ပဲမရှိတဲ့အရာတွေပေါ်မှာအချိန်တွေဘယ်လောက်တောင်ဖြုံးတီးခဲ့မိလဲဆိုတာကိုအကြီးအကျယ်နှောင်ရခဲ့တယ်။နောက်ပတ်ထဲမှာမြို့ထဲမှာကျင်းပတော့မဲ့ပွဲတော်အကြောင်းကိုသူသတိရသွားခဲ့တယ်။သူ့ရဲ့အတိတ်ဘဝတုန်းကအီလဲနာကပွဲတော်ကိုအတူတူသွားဖို့ဖိတ်ခေါ်ခဲ့တာကိုသူငင်းပယ်ခဲ့ဘူးတယ်။အဲ့ဒီတုန်းကတော့သူကတိုက်ခိုက်မှုတန်ကြောင့်စိတ်အဆင်မပြေဖြစ်နေလို့ဆိုပြီးအကြောင်းပြချက်ပေးခဲ့တာဖြစ်တယ်။အဲ့ဒီဆုံးဖြတ်ချက်ဟာသူ့ညီမလေးကိုအသက်ရှင်လျက်နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့အချိန်ဖြစ်သွားခဲ့တယ်။အတိတ်ဘဝတုန်းကအီလဲနာရဲ့စုပ်ပြတ်တက်နေတဲ့ရုပ်အလောင်းကိုသူမရဲ့တက်တော်ဆောင်တွေရဲ့ရုပ်အလောင်းတွေနဲ့အတူရှာဖွေတွေ့ရှိခဲ့ကြတယ်။ကစ်စလင်ဟာအဲ့ဒီဝန်ထဲစရာနေ့မှာညီမလေးနဲ့အတူမလိုက်ပါပေးခဲ့မိတဲ့နောင်တတရားကိုရင်ထဲကနေမထုတ်နိုင်ပဲဖြစ်နေခဲ့တယ်။ဒီလိုမှောင်မိုက်တဲ့အတွေးတွေကသူ့ကိုဝါမျိုးနေတော့မှပဲတကားခောက်တန်တစ်ခုကသူ့ရဲ့အတွေးကဘာကိုဖျက်တောက်လိုက်တယ်။တန်ချက်ကဝစ်ဆင်ထားတဲ့လူနှစ်ယောက်အခန်းထဲကိုဝင်လာခဲ့ပြီးသူတို့ကတော့အီလဲနာရဲ့ကိုရန်တော်တွေဖြစ်တဲ့ဂျာမန်နဲ့ဖိလစ်တို့ဖြစ်ကြတယ်။ဂျာမန်ကသူတို့အပြင်မှာစောင့်နေတဲ့အကြောင်းအီလဲနာကိုအသိပေးခဲ့တယ်။အီလဲနာကစိတ်နှဲငယ်ညစ်သွားပြီးသူတို့ကိုအခန်းပြင်မှာစောင့်ခိုင်းထားတာမဟုတ်လားလို့ပြန်သတိပေးခဲ့တယ်။ဂျာမန်ကတောင်းပန်စကားဆိုရင်အိမ်တော်ရဲ့အစီခံတွေကတခင်မလေးရဲ့အကူအညီကိုအရေးပေါ်လိုအပ်နေလို့ပါလို့ရှင်းပြခဲ့တယ်။အစီခံတွေကပွဲတော်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုကြီးကြပ်ပေးဖို့ညီမလေးကိုတောင်းဆိုထားတာလို့သူကပြောခဲ့တယ်။ဒီအချက်ကကစ်စလင်ကိုအံ့ဩသွားစေပြီးအစီခံတွေကဘာလို့ဒီလိုအလုပ်မျိုးကိုအီလဲနာကိုခိုင်းရတာလဲလို့မေးခွန်းထုတ်ခဲ့တယ်။ဒဲတိုးပြောတတ်တဲ့ဘလင်ဒါကတော့ကစ်စလင်ဟာနေတိုင်းအပြင်းထူပြီးအချိန်ဖြုံးနေတာမို့ဘာမှမသိတာလို့ပြစ်တင်ပြောဆိုခဲ့တယ်။သူမကပါတီယန်အိမ်တော်ဟာလက်ရှိမှာပြင်းထန်တဲ့အလုပ်သမားရှားပါမှုတံကိုခံစားနေရတယ်လို့ရှင်းပြခဲ့တယ်။ဒီအချက်တဲကြောင့်အိမ်တော်ရဲ့တခင်မလေးကိုယ်တိုင်တောင်လက်စားအလုပ်တွေမှာပါဝင်ကူညီနေရတာဖြစ်တယ်။ဒီသတင်းကကစ်စလင်ကိုစွန့်သွားစေခဲ့ပြီးဒီလောက်အထိအလုပ်သမားပြက်လက်မှုရှိနေလိမ့်မယ်လို့သူမယုံနိုင်အောင်ဖြစ်ခဲ့ရတယ်။ဒါပေမဲ့လည်းအတိတ်ဘဝကသူ့ရဲ့ပုံစံဟာအိမ်တော်ရဲ့အတွင်းရေးကိစ္စတွေကိုဘယ်တော့မှဂရုမစိုက်ခဲ့တာမို့ဒါကဖြစ်နိုင်ခြေရှိတယ်လို့သူနားလည်သွားတယ်။အီလဲနာကအလုပ်တွေကိုတွားလုပ်ဖို့အတွက်ထွက်ခွာတော့မယ်လို့ပြောခဲ့တယ်။သူမလှည့်ထွက်သွားတဲ့အချိန်မှာပဲကစ်စလင်ကထင်မှတ်မထားပဲအဲ့ဒီအလုပ်တွေကိုဝိုင်းကူလုပ်ပေးမယ်လို့ကန့်လန့်လိုက်တယ်။အီလဲနာရောဘလင်နာပါသူ့ရဲ့ရုပ်တရက်ကန့်လန့်မှုကြောင့်အံ့အားသင့်သွားခဲ့ကြတယ်။အီလဲနာကတော့အခုထိမယုံကြည်နိုင်သေးပဲအကိုဖြစ်သူဟာတိုက်ခိုက်မှုတုန်းကတကယ်ပဲကောင်းကိုထိခိုက်သွားတာလားလို့ရေယုံမိခဲ့တယ်။ဒီလိုနဲ့မျိုးထဲကိုရောက်လာခဲ့ကြပြီးအစီခံတွေဟာလာမဲ့ပွဲတော်အတွက်အရာအလုံးကိုပြင်ဆင်နေတာမလို့အလုပ်ရှုံနေကြပါတယ်။သူမရဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေကြားကပဲသူ့နောက်ကိုလိုက်လာခဲ့တဲ့ကစ်စလင်ကိုအီလဲနာကတွတ်တွတ်ဆူပူနေခဲ့တယ်။ကစ်စလင်ရဲ့စိုးသွမ်းတဲ့နာမည်ဆိုးကြီးကြောင့်အလုပ်သမားတွေထိတ်လန့်ကုန်လိမ့်မယ်လို့သူမကအကြောင်းပြချက်ပေးခဲ့တယ်။ကစ်စလင်ကလည်းသူမရဲ့စကားကိုပြန်လဲချေပပြီးစေတနာနဲ့လာကူညီတဲ့လူကိုဒီလိုပဲဆက်ဆံရသလားလို့မေးခွန်းထုတ်ခဲ့တယ်။အီလဲနာကဆူဆူရှာရှာပြန်လဲတုတ်ပြန်ခဲ့ပြီးအကိုအနေနဲ့ကူညီခြင်းရဲ့အကောင်းဆုံးနည်းလမ်းကသူတို့အလုပ်တွေထဲဝင်မရှုပ်ပဲနေပေးဖို့ပဲလို့ပြောခဲ့တယ်။သူညီမလေးကသူ့ကိုတွန်းထုတ်ဖို့စူးစမ်းနေတော့မှပဲကစ်စလင်ရဲ့အတွေးတွေကအတိတ်ဘဝကသူမရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရတဲ့ဆိုးဝါးတဲ့မြင်ကွင်းစီပြန်ရောက်သွားခဲ့တယ်။အတိတ်ဘဝတုန်းကသူမရဲ့ရုပ်အလောင်းကိုပွဲတော်ကျင်းပတဲ့နေရာနဲ့အလံဝေးလာတဲ့စင်ရဲသားရက်ကွက်နာမှာတွေ့ခဲ့ရတာဖြစ်တယ်။ဒီအချက်ကိုထောက်ချင်ပြီးတစုံတစ်ယောက်ကသူမကိုအဲ့ဒီအနေအများတဲ့နေရာစီရွေချက်ရှိဆွဲဆောင်ခေါ်ယူသွားတာဒါမှမဟုတ်အတင်းကျပ်ခေါ်သွားတာဖြစ်ရမယ်လို့သူကောက်ချက်ချလိုက်တယ်။ဒီလိုဆိုးဝါးတဲ့ရလဒ်မျိုးထပ်မဖြစ်အောင်တားဆီးဖို့အတွက်သူဟာဖြစ်လာနိုင်တဲ့အနေအမှန်တမျှကိုရှာဖွေဖော်ထုတ်နိုင်မှုရဲတပ်ရဲ့ထောက်ဆီးနေရာတိုင်းကိုကျွမ်းကျင်အောင်လုပ်ရမယ်လို့တနိဋ္ဌာန်ချလိုက်တယ်
အဲ့ဒီလိုရုံးရင်းဆန်ခတ်ဖြစ်နေတော့မှပဲစစ်သားတယောက်ကသူတို့စီပြေးလာပြီးဂစ်စလင်ကိုတခင်လေးလို့ခေါ်လိုက်တယ်အဲ့ဒီအတန်ကိုကြားလိုက်ရုံနဲ့ဂစ်စလင်ချက်ချင်းမှတ်မိသွားပြီးဒီလူဟာစစ်သားအိုကြီးဖာဂတ်ဖြစ်မှန်းသိလိုက်တယ်မောဟိုက်စွာအသက်ရှူရင်ဖာဂတ်ဟာသူ့ရဲ့ချွေးတွေကိုတုပ်လိုက်ပြီးဘီလူးတွေရဲ့တိုက်ခိုက်မှုအပြီးမှာတခင်လေးအသက်ရှင်လျက်ဘေးကင်းနေတာကိုမြင်ရလို့စိတ်သက်သာရသွားခဲ့တယ်ဂစ်စလင်ကိုကိုင်လို့ရင်ဖာဂတ်ကမိမိကိုယ်ကိုနှိမ့်ချတဲ့အစီကံတယောက်ဖြစ်ပြောဆိုကဘီလူးတွေရဲ့တိုက်ခိုက်မှုသတင်းကိုကြားရချင်းချက်ချင်းပြေးလာခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့တယ်ဂစ်စလင်ကတော့ဒီတိုက်ခိုက်မှုအကြောင်းကိုပဲခဏခဏသတိပေးခံနေရလို့စိတ်ပြတ်သွားပြီးပြတ်သားစွာနဲ့မပြောဖို့တားလိုက်ပါတယ်အီလဲနာဟာဖာဂတ်ရဲ့အချိန်ကရောက်ရှိလာမှုကိုတယောပြုံးလေးနဲ့ချီးမွမ်းရင်းသူ့အနာကိုချင်းကပ်လာခဲ့တယ်သူမကအကိုဖြစ်သူတတိယလာကလေးကထူးဆန်းစွာပြုမှုနေတဲ့အကြောင်းရှင်းပြခဲ့တယ်သူမကဖာဂတ်ကိုအကိုဖြစ်သူကိုအခန်းထဲချက်ချင်းပြန်ပို့ပေးဖို့တောင်းဆိုခဲ့တယ်စစ်သားအိုကြီးကလည်းသူမရဲ့တောင်းဆိုမှုကိုဝမ်းမြောက်ဝမ်းသာလက်ခံခဲ့တဲ့အတွက်ဂစ်စလင်တယောက်အကြီးအကျယ်စိတ်နှောက်ယှက်ဖြစ်သွားခဲ့ရတယ်ဂစ်စလင်ဟာသူ့ရဲ့စိုးသွမ်းတဲ့လူမိုင်းနာမည်ဆိုကြီးကအခုလိုအခြေအနေမျိုးမှာတော့အဓိကအတားအဆီးဖြစ်နေပြီဆိုတာကိုသဘောပေါက်သွားခဲ့တယ်ဒါကြောင့်အခြေအနေကိုလက်ခံလိုက်ပြီးရဲတပ်ရဲ့အသေးစိတ်စုံစမ်းစစ်ဆေးမှုကိုနောက်ပတ်မှာလုပ်ဖို့ဆုံးဖြတ်လိုက်တယ်သူကဖာဂတ်ဘက်ကိုလှည့်ပြီးအိမ်တော်အတွင်းမှာရှိတဲ့စွန့်ပစ်ထားတဲ့လေ့ကျင့်ရေးကွင်းစီခေါ်သွားပေးဖို့တောင်းဆိုလိုက်တယ်ဖာဂတ်ဟာဒီလိုထူးဆန်းတဲ့တောင်းဆိုမှုကြောင့်အံ့အားသင့်သွားပြီးဂစ်စလင်ဘာလို့အဲ့ဒီနေရာကိုတွားချင်ရတာလဲလို့မေးခဲ့တယ်ပြတ်သားတဲ့မျက်နှာပေးနဲ့ဂစ်စလင်ကသူလေ့ကျင့်ဖို့အတွက်တွားချင်တာလို့ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါတယ်အဖိုးအိုဟာဒီလိုအပြောင်းလဲကြောင့်အံ့ဩသွားပေမဲ့တခင်လေးရဲ့တောင်းဆိုမှုကိုလိုက်လျောခဲ့တယ်လေ့ကျင့်ရေးကွင်းကိုရောက်တဲ့အခါအဲ့ဒီနေရာကြီးကအစွန်းထင်းမရှိတန်ရှင်းတက်ရက်နေတာကိုမြင်ပြီးဂစ်စလင်အံ့ဩသွားခဲ့ရတယ်နေရာတစ်ခုလုံးကကောင်းမွန်စွာထိန်းသိမ်းထားပြီးလက်နက်တွေကလည်းအကောင်းဘက်ကဒီအတိုင်းအစင်သင့်ရှိနေခဲ့ကြတယ်ဒါဟာသူကျေးစားစစ်သားဘဝတုန်းကကြုံတွေ့ခဲ့ရတဲ့ဗလေ့ကျင့်ရေးကွင်းထက်မဆိုအစမတန်ပုံမကောင်းမွန်နေခဲ့တာဖြစ်တယ်ဖာဂတ်ကတော့ဂစ်စလင်တနေ့နေ့မှာအသုံးပြုချင်လာမယ့်အချိန်အတွက်ဒီနေရာကိုအမြဲတမ်းအစင်သင့်ပြင်ဆင်ထိန်းသိမ်းထားတာဖြစ်ကြောင်းရှင်းပြခဲ့တယ်စစ်သားအိုကြီးကဂစ်စလင်ရဲ့ရန်ကားဆိုးသွမ်းမှုတွေဟာအသက်အရွယ်ရလာရင်ပျောက်သွားမဲ့ယာယီအဆင့်တစ်ခုသာဖြစ်လိမ့်မယ်လို့သူအမြဲတမ်းယုံကြည်ခဲ့ကြောင်းဝန်ခံခဲ့တယ်ဂစ်စလင်ဟာအဖိုးအိုရဲ့သူ့ပုံမှာရှိတဲ့မပြတ်ပြည့်တဲ့ယုံကြည်မှုကြောင့်စိတ်လှုပ်ရှားသွားခဲ့ရပါတယ်သူကဖာဂတ်ရဲ့တန်ချက်ကာကိုပုတ်ပြီးဒီတစ်ချိန်မှာတော့သူအသက်ရှည်ရှည်နေထိုင်သွားမှာဖြစ်ကြောင်းပြက်ပြက်တသားပြောခဲ့ပါတယ်လေးနဲ့တဲ့မျက်နှာပေးနဲ့သူကတေဆုံးခြင်းဆိုတာတကယ်ကိုဆိုးရတဲ့အတွေ့အကြုံဖြစ်ပြီးနောက်တစ်ချိန်ဘယ်တော့မှထပ်မကြုံချင်တော့တဲ့အရာဖြစ်တယ်လို့ထည့်ပြောခဲ့လိုက်ပါတယ်အဖိုးအိုဟာဂစ်စလင်ရဲ့စကားတွေကြောင့်လန့်သွားပြီးတခင်လေးကတေခြင်းတရားကိုကြုံတွေ့ဖူးတဲ့လူတစ်ယောက်လိုဘာလို့ပြောနေရတာလဲလို့မေးခဲ့ပါတယ်ဂစ်စလင်ကတော့ယုံကြည်မှုရှိတဲ့အပြုံးနဲ့ဖာဂတ်ရဲ့အကဲခတ်နိုင်စွမ်းကိုချီးကျူးခဲ့ပါတယ်သူဟာအမှန်တကယ်ပဲတစ်ချိန်တေဆုံးခဲ့ပြီးဖြစ်ကြောင်းနဲ့ပြန်လည်နိုးထလာတာဖြစ်ကြောင်းအဖိုးအိုကိုနိုင်ရိုက်ရှင်းပြခဲ့ပါတယ်ဖာဂတ်ကတော့ဒီစကားကိုမယုံတာမလို့သူ့မှာဒီလိုပြက်လုံးတွေအတွက်အချိန်မရှိကြောင်းပြန်ပြောနေခဲ့ပါတယ်ဂစ်စလင်ကဖာဂတ်ကိုထွက်သွားဖို့ညွှန်ကြားလိုက်ပြီးသူ့အခုပဲလေ့ကျင့်မှုတွေကိုချက်ချင်းစတင်တော့မှဖြစ်ကြောင်းပြောခဲ့ပါတယ်ဖာဂတ်လည်းခေါင်းညစ်အလေးပြုပြီးအမိန့်ကိုနာခံကလေ့ကျင့်ရေးအခန်းထဲကနေထွက်ခွာသွားခဲ့ပါတော့တယ်တယောက်တည်းကြံရစ်ခဲ့တဲ့အခါဂစ်စလင်ဟာအတိတ်ဘဝတုန်းကသူ့ပတ်ဝန်းကျင်ကလူတွေပေါ်ဘလို့ဆက်ဆံခဲ့လဲဆိုတာပြန်တွေးမိနေပါတယ်သူဟာသူ့အနာကယဉ်နေတဲ့လူတွေကိုရန်သူတွေလိုသဘောထားခဲ့မိတာကိုသဘောပေါက်သွားခဲ့ပြီးသူ့ရဲ့အမျှော်မြင်မရှိမှုတွေကသူ့ဘေးမှာကြံ့ကြံ့ခံရက်တီပေးနိုင်မဲ့လူတွေကိုအဝေးကိုတွန်းပို့ခဲ့မိမှန်သူနားလည်လိုက်ပါတယ်အတိတ်ကမှတ်ဉာဏ်တွေဟာသူ့အုံနောက်ထဲကိုကွက်ကွက်ကွင်းကွင်းပြန်လည်ရောက်ရှိလာတဲ့အခါအီလဲနာရဲ့တေဆုံးမှုဟာအိမ်နီးနားချင်းနယ်မြေကရန်သူတွေရဲ့စနစ်တကျစီစဉ်မှုဖြစ်ကြောင်းသူမှတ်မိသွားခဲ့ပါတယ်အဲ့ဒီရန်သူတွေဟာညီမလေးရဲ့တေဆုံးမှုကိုအသုံးချပြီးပါတီရန်အိမ်တော်ကိုပျက်စီးစေမဲ့စစ်ပွဲတွေကိုဆွဲသွင်းခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီစစ်ပွဲရဲ့ရလဒ်အနေနဲ့သူ့ရဲ့အိမ်တော်တစ်ခုလုံးလုံးဝပျက်စီးခြင်းသို့ရောက်ရှိသွားခဲ့ရပြီးအီလဲနာရဲ့ဝမ်းနည်းစရာတေဆုံးမှုဟာအဲ့ဒီပျက်စီးခြင်းအလုံးရဲ့အဓိကအစပျိုးပေးတဲ့အရာဖြစ်ခဲ့ပါတယ်မိသားစုရဲ့ကံကြမ္မာကိုပြန်လည်ပြင်ဆင်ဖို့အတွက်ဂစ်စလင်ဟာဒီဘဝမှာအရာအလုံးကိုလမ်းမှန်ပေါ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ရဲ့ရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်သူဟာရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုတမန်အောင်လုပ်ဖို့နဲ့စွမ်းရည်တွေကိုမြင့်တင်ဖို့လိုအပ်နေပါတယ်ရရှိနိုင်တဲ့အချိန်ကအလွန်မင်းကန့်သက်ချက်ရှိနေပေမဲ့ဂစ်စလင်ကတော့မာနစွမ်းရည်ကိုထိန်းချုပ်နိုင်စွမ်းရှိမယ်လို့ကိုယုံကြည်မှုအပြည့်ရှိနေခဲ့ပါတယ်မြေပြင်ပေါ်မှာတင်ပလင်ခွေထိုင်ရင်သူဟာတရားမှတ်တယ်လို့စိတ်ကိုနက်နက်ရှိုင်းရှိုင်းစူးစီးလိုက်တယ်မာနဆိုတာလူသားတွေရဲ့ရုပ်ပိုင်းဆိုင်ရာကန့်သက်ချက်ကိုကျော်လွန်စေနိုင်တဲ့တဘာဝလွန်စွမ်းရည်ဖြစ်ပြီးဒါကိုရှာဖွေထိန်းချုပ်ဖို့အလွန်ခက်ခဲတယ်လို့ပြောစမှတ်ပြုကြပါတယ်ဂစ်စလင်အတွက်ကတော့အတိတ်ဘဝအတွေ့အကြုံတွေကြောင့်မာနကိုထိန်းချုပ်ရတာဟာဒုတိယတဘာဝလိုလွယ်ကူနေခဲ့တယ်ပြင်းထန်တဲ့တိုက်ပွဲတွေရဲ့ကမောက်ကမဖြစ်မှုတွေကြားထဲမှာတော့သူဟာလေထုထဲမှာလွင့်မျောနေတဲ့မာနအမုံမွားတွေကိုလွယ်လွယ်ကူကူချိတ်ဆက်နိုင်ခဲ့ပူပါတယ်သူဟာအဲ့ဒီအမုံမွားတွေကိုချီမြင်တယ်လို့မျိုးစူးစီးရတာကိုကျွမ်းကျင်နေခဲ့ပြီးသားဖြစ်ပါတယ်တိုက်ပွဲဝင်အတွေ့အကြုံတွေကြောင့်အခြေခံမာနအမျိုးတွေတစ်ခုကိုတိဆောက်ရတာဟာသူ့အတွက်အလွန်ရိုးရှင်းတဲ့အလုပ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့လည်းအနာဂတ်ကိုပြောင်းလဲဖို့အတွက်မာနအမျိုးတွေတစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာဂစ်စလင်ကောင်းကောင်းကြီးသိနေခဲ့ပါတယ်အတိတ်ဘဝတုန်းကအတန်မာဆုံးလူ9ယောက်ထဲကတယောက်ဖြစ်ခဲ့ရတဲ့သူ့ရဲ့အောင်မြင်မှုဟာအဆင့်မြင့်နည်းပညာတစ်ခုကိုကျွမ်းကျင်ခဲ့လို့ဖြစ်ပါတယ်အတိတ်ဘဝတုန်းကသူရှာဖွေတွေ့ရှိခဲ့တဲ့တဝက်တစ်ပြက်မီးလောင်နေတဲ့မော်စာအုပ်တအုပ်ကအသိပညာကိုသုံးပြီးသူဟာထူးခြားတဲ့နည်းလမ်းတစ်ခုကိုတီထွင်ခဲ့တာပါအဲ့ဒါကတော့အမျိုးတွေနှစ်ခုဒါမှမဟုတ်သုံးခုကိုကိုရက်တစ်ခုလိုချိတ်ဆက်ပြီးထပ်တိုးအမျိုးတွေတိဆောက်တဲ့နည်းလမ်းဖြစ်ပါတယ်ဒီလိုလုပ်ခြင်းအဖြစ်သူဟာသူ့ခန္ဓာကိုယ်ထဲမှာပောက်ကွဲထွက်မတက်ပြင်းထန်တဲ့စွမ်းအားတွေကိုထုတ်လွှတ်နိုင်မှာဖြစ်ပါတယ်အမျိုးတွေထပ်မံတိဆောက်ဖို့အတွက်မာနစွမ်းအင်တွေကိုခန္ဓာကိုယ်ထဲအတင်းအကျပ်တွန်းပို့လိုက်တဲ့အခါဂစ်စလင်ဟာပြင်းထန်တဲ့နာကျင်မှုကြောင့်အော်ဟစ်နေရပါတယ်အဲ့ဒီဖြစ်စဉ်အတွင်းမှာသူ့ရဲ့နှာခေါင်းနဲ့ပါးစပ်ကနေသွေးတွေအန်ထွက်လာခဲ့ပြီးသူ့ရဲ့လက်ရှိငယ်ရွယ်တဲ့ခန္ဓာကိုယ်ထဲမှာအမျိုးတွေသုံးခုသာတိဆောက်နိုင်သေးတာကိုသိလိုက်ရလို့သူစိတ်ပြတ်သွားခဲ့ရပါတယ်အတိတ်ဘဝတုန်းကတော့သူဟာအမျိုးတွေ9ခုအထိအောင်မြင်မြင်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်ဒီနည်းပညာဟာအလွန်အမင်းအစွမ်းထက်ပေမဲ့မာနစွမ်းအင်အမြောက်များလိုအပ်ပြီးဂစ်စလင်ကတော့ဒီစွမ်းရည်ရဲ့ကန့်သက်ချက်ကိုကောင်းကောင်းသိထားတာပါဒီနည်းလမ်းရဲ့စွမ်းအင်ကုန်ခန်းမှုကြောင့်ပဲသူဟာအတိတ်ဘဝတုန်းကမြင့်မြတ်တဲ့နိုင်စစ်တီတော်အိုင်နင်နဲ့တိုက်ပွဲမှာအားနည်းချက်ဖြစ်သွားခဲ့ရတာဖြစ်ပါတယ်အိုင်ဒင်ဟာတိုက်ပွဲတဲကိုနိုင်စစ်တီတော်အဖွဲ့အစည်းတစ်ခုလုံးကိုမတရားခေါ်ဆောင်လာပြီးဂစ်စလင်ကိုအင်အားချင်းဖိနှိပ်ခဲ့တာဖြစ်ပါတယ်
အဲ့ဒီတိုက်ပွဲတုန်းကကစ်စလင်ရဲ့မန်နာစွမ်းအင်တွေကုန်ခန်းသွားခဲ့ရပေမဲ့တိုက်ပွဲသာတရားမျှတမယ်ဆိုရင်သူနိုင်မှာတေချာတယ်လို့သူယုံကြည်ထားပါတယ်။လက်ရှိသူ့ရဲ့အမှုတွေကမတည်ငြိမ်သေးပေမဲ့ကစ်စလင်ကတော့လုံးဝလက်လျှော့မှာမဟုတ်ပါဘူး။အခုသူ့မှာငယ်ရွယ်မှုနဲ့အချိန်တွေရှိနေပြီဖြစ်လို့ဒီနည်းပညာကိုပုံမမွမ်းမံဖို့သူကတိပြုလိုက်ပါတယ်။အိုင်ဒင်ကိုကလက်စားချေဖို့တွေးမိရင်သူ့ရင်ထဲမှာပြင်းထန်တဲ့အမျက်ဒေါသတွေတောက်လောင်လာခဲ့ပါတယ်။ဒါအပြင်ပါတီရဲ့အိမ်တော်ကိုဖျက်ဆီးဖို့ပူးပေါင်းကြံစည်ခဲ့ကြတဲ့ဒဲလီအိမ်တော်ကတစ္ဆာဖောက်တွေကိုလည်းကလက်စားချေဖို့ကြိမ်ဆိုလိုက်ပါတယ်။ဒီတစ်ချိန်မှာတော့ရန်သူတွေကိုအဆုံးသတ်ပေးမဲ့လူဟာသူကိုယ်တိုင်ဖြစ်ရမယ်လို့သူကြိမ်ဆိုနေခဲ့ပါတယ်။မြင်ကွင်းဟာပွဲတော်ကျင်းပမဲ့တကယ်နေ့ရက်စီကိုကူးပြောင်းသွားခဲ့ပါတယ်။ကစ်စလင်ဟာသူ့ရဲ့တိုက်ပွဲဝင်ဝတ်စုံတွေကိုဝတ်ဆင်ပြီးလူစီကားလာတဲ့ပွဲတော်ကွင်းစီကိုထွက်လာခဲ့ပါတယ်။အီလဲနာဟာဝတ်စုံအပြည့်နဲ့ရောက်လာတဲ့အကိုဖြစ်သူကိုမြင်လိုက်ရတဲ့အခါသူမရဲ့မျက်လုံးတွေပြူးသွားပြီးအံ့ဩသွားခဲ့ရပါတယ်။သူမကသူ့အနားကိုချင့်ကပ်လာပြီးအကိုဘာဖြစ်လို့လဲလို့မေးနေခဲ့ပြီးအရင်တုန်းကဒီလိုလူထုပွဲလမ်းသဘင်တွေကိုသူဘယ်တော့မှစိတ်မဝင်စားခဲ့ဘူးလားကိုသူမကပြန်သတိပေးခဲ့ပါတယ်။ကစ်စလင်ကတော့တည်ငြိမ်စွာပဲပါတီရန်အိမ်တော်ရဲ့စက္ကန့်သူတယောက်အနေနဲ့ဒီလိုပွဲလမ်းသဘင်တွေကိုတခါတရံတက်ရောက်ဖို့လိုအပ်တယ်လို့ပြန်ပြောခဲ့ပါတယ်။အီလဲနာကသူ့ကိုတန်တရားမျက်လုံးတွေနဲ့ကြည့်ပြီးအကိုဒီရက်ပိုင်းတော်တော်ထူးဆန်းနေတယ်လို့မှတ်ချက်ချခဲ့ပါတယ်။သူမကအကိုဖြစ်သူတပတ်လုံးပြင်းပြင်းထန်ထန်လေ့ကျင့်နေခဲ့တယ်ဆိုတဲ့ကောလာဟာလာတွေကိုကြားမိကြောင်းဆက်ပြောနေခဲ့ပြီးဒါဟာသူအမြဲတမ်းလုပ်နေကြပြင်းရင်အိတ်ဆက်နေတဲ့ပုံစံကနေလုံးဝကွဲထွက်နေတာဖြစ်ကြောင်းသူမကထောက်ပြခဲ့ပါတယ်။ကစ်စလင်ကတော့စိုးရိမ်စိတ်ရှိတဲ့မျက်နှာပေးနဲ့နိုင်မျိုးရိုးရဲ့စက္ကန့်သူတယောက်အနေနဲ့ပြင်းထန်စွာလေ့ကျင့်တာဟာတဘာဝကျပါတယ်လို့သူ့ညီမကိုရှင်းပြခဲ့ပါတယ်။အီလဲနာကတော့အကိုဖြစ်သူဟာအရင်ကဒီလိုမြင့်မြတ်တဲ့ကိစ္စတွေကိုဘယ်တော့မှဂရုမစိုက်ခဲ့တာကိုပြန်သတိပေးနေပြန်ပါတယ်။ဒါအပြင်သူဟာအရင်ကသူတို့ရဲ့ဖခင်ဖြစ်သူကိုစိတ်ညစ်စရာကြီးလို့အမြဲပြောခဲ့ဘူးတာကိုသူမကပြန်တွေးနေခဲ့ပါတယ်။အကိုဟာနေမြေရဲ့အရှင်သခင်ယာတို့ကိုသူကိုယ်တိုင်စောစောစီစီလူယူခြင်းနေကြောင်းအရင်ကအားတက်တယ်ရောပြောခဲ့ဘူးတာကိုလည်းထည့်ပြောခဲ့ပါသေးတယ်။ကစ်စလင်လည်းသူ့ရဲ့အတိတ်ကစိုးညစ်တဲ့စကားလုံးတွေကိုညီမဖြစ်သူကပြန်ပြောပြတာကြားရတဲ့အခါအကြီးအကျယ်ထိတ်လန့်သွားခဲ့ရပါတော့တယ်။ဒါပေမဲ့အီလဲနာကတော့တောက်ပစွာပြုံးလိုက်ပြီးအခုမြင်တွေ့ရတဲ့အကိုရဲ့ကောင်းမွန်တဲ့အပြောင်းအလဲတွေကိုသူမအမှန်တကယ်သဘောကျကြောင်းပြောပြခဲ့ပါတယ်။သူမကအခုမှပဲသူမရဲ့စစ်မှန်တဲ့အကိုအရင်ကြီးပြန်ရောက်လာတယ်လို့ခံစားရတယ်လို့ခံစားနေရပါတယ်။ကစ်စလင်ဟာပြီးခဲ့တဲ့အပတ်ကအခြေအနေတွေကိုပြန်တွေးရင်သူ့ရဲ့ကောင်းမွန်တဲ့လုပ်ရက်တွေကအရာအလုံးကိုစတင်ပြောင်းလဲနေပြီဆိုတာသဘောပေါက်လိုက်ပါတယ်။သူ့ရဲ့လုပ်ရက်တွေကအခြားလူတွေရဲ့သူ့ပေါ်ဆက်ဆံရေးကိုရောသူ့ရဲ့အနာဂတ်ကံကြမ္မာကိုပါပြောင်းလဲပေးနေတာကိုသူတွေးလိုက်ရပါတယ်။သူအတွေးနဲ့နေတော့မှပဲဘလင်ဒါကအီလဲနာရဲ့တက်တော်ဆောင်တွေကိုတိုးတိုးတိတ်တိတ်ညွှန်ကြားချက်ပေးနေတာကိုသူသတိပြုမိသွားပါတယ်။သူမကတက်တော်ဆောင်တွေကိုကစ်စလင်ကြောင့်ဖြစ်လာမဲ့ဘယ်ပြဿနာကိုမဆိုသူတို့ဘာသာသူတို့တီးတန့်ရှင်းလင်းမှုညွှန်ကြားနေတာဖြစ်ပါတယ်။ပွဲတော်မှာဧည့်သည်တွေအများကြီးရှိနေတာမို့ဘာပြဿနာမှမတက်စေဖို့အလွန်အရေးကြီးကြောင်းသူမကအလေးနဲ့ပြောနေခဲ့ပါတယ်။လူနှစ်ယောက်ကလည်းဘလင်ဒါကိုသူတို့အပေါ်လုံးဝစိတ်ချယုံကြည်နိုင်ကြောင်းအာမခံခဲ့ကြပါတယ်။အတိတ်ဘဝကအဖြစ်အပျက်တွေနဲ့အခြေခံအားဖြင့်တူညီနေပေမဲ့လည်းကစ်စလင်အတွက်ကတော့သူ့ရဲ့လုပ်ရက်တွေကသိငယ်တဲ့အပြောင်းလဲတွေပေါ်မှာဘလောက်အထိတက်ရောက်မှုရှိလဲဆိုတာတိုင်းတာဖို့ခက်ခဲနေခဲ့တာပါ။လက်ရှိရရှိနိုင်တဲ့အချက်လက်တွေကိုအထီရောက်ဆုံးအသုံးချဖို့ကကစ်စလင်အတွက်အဓိကဦးစားပေးဖြစ်လာခဲ့ပါတယ်။သူဟာညီမလေးကိုကာကွယ်ဖို့အတွက်ဖြစ်ပေါ်လာမဲ့အခြေအနေတိုင်းကိုမှန်မှန်ကန်ကန်တုံ့ပြန်ရမယ်ဆိုတာသိနေခဲ့ပါတယ်။ကစ်စလင်ဟာညီမဖြစ်သူရဲ့ဘေးကနေထက်ချက်မကွာလိုက်ပါပေးရင်ပတ်ဝန်းကျင်မှာရှိတဲ့တန်တရားဖြစ်ပွဲအပြုတ်မှုမှန်သမျှကိုဂရုတစိုက်စောင့်ကြည့်နေခဲ့ပါတယ်။အတော်ကြာပြီးနောက်အီလဲနာကခဏထိုင်လိုက်ပြီးပွဲတော်ကိုအတိုင်းအတာတစ်ခုအထိသဘောကျမိကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ပွဲတော်ကအမြဲတမ်းပုံစံတူပဲမို့လို့ဒီနှစ်မှာထူးခြားတဲ့အစီအစဉ်သစ်တွေရှိမရှိသူမကအတန်ထွက်တွေးတောနေခဲ့ပါတယ်။ကစ်စလင်ကတော့အခုထိဘာမကောင်းတဲ့ဖြစ်ရမှမဖြစ်သေးတာကိုထူးဆန်းတယ်လို့တွေးမိနေခဲ့ပါတယ်။သူကိုယ်တိုင်ညီမလေးရဲ့ဘေးမှာအမြဲတမ်းရှိနေပေးတာကြောင့်ရန်သူတွေကသူတို့ရဲ့မူလစီမံကိန်းကိုမစတင်ရဲပဲဖြစ်နေတာလားလို့သူခံမှန်းနေမိပါတယ်။သူဒီလိုတွေးတောနေတော့မှပဲစစ်သားတစ်ယောက်ကအီလဲနာရဲ့အနားကိုရုတ်တရက်ချင်းကပ်လာခဲ့ပါတယ်။အဲ့ဒီစစ်သားကလက်ရှိအခြားနေရာတစ်ခုမှာအထူးစီစဉ်အသစ်တွေကျင်းပနေကြောင်းနဲ့အဲ့ဒီနေရာကိုတွားလည်ဖို့သူမကိုအကြံပြုခဲ့ပါတယ်။စစ်သားကသူ့ရဲ့တငယ်ချင်းတစ်ယောက်ကအဲ့ဒီစိတ်လှုပ်ရှားစရာအစီအစဉ်အသစ်တွေအကြောင်းပြောပြတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။သူကအီလဲနာကိုအဲ့ဒီနေရာတစ်စီအတူတူတွားဖို့ယဉ်ကျေးစွာဖိတ်ခေါ်ခဲ့ပါတယ်။အီလဲနာဟာအန်အောဝမ်းသာသွားပြီးစိတ်လှုပ်ရှားစရာအစီအစဉ်တွေရှိနိုင်တာမို့စစ်သားရဲ့လက်ကိုကင်ပြီးလိုက်သွားဖို့ပြင်ဆင်ခဲ့ပါတယ်။ကစ်စလင်ဟာဒီအခြေအနေကိုအနီးကပ်စောင့်ကြည့်နေရင်းကနေတွေးစရာအမှန်တရားတစ်ခုကိုရုတ်တရက်ရိပ်မိသွားခဲ့ပါတယ်။အဲ့ဒါကတော့သူတို့နဲ့အတူလိုက်ပါလာတဲ့ကိုပိုင်တက်တော်ဆောင်နှစ်ယောက်ဖြစ်တဲ့ဂျာမန်နဲ့ဖိလစ်တို့ဟာရန်သူနဲ့ပူးပေါင်းနေတဲ့တစ္ဆာဖောက်အစ်စ်အမှန်တွေဖြစ်နေကြတယ်ဆိုတာပါပဲ။